နှာထောင်ကြီးကြာမြင့်နေတဲ့ချွတ်တဲ့အခေါင်းကိုမလိုက်တဲ့အချိန်မှာမထိန်မပဲအဖြူရောင်ရည်တွေအခေါင်းအောက်ကနေစီးကြလာတယ်အဲ့ဒီနောက်မှာတော့အစိပ်ပင်းမွေတွေအများကြီးထွက်လာတော့တာပါပဲအောက်ရောက်နေတဲ့ဝတ်တုပ်ကိုကဲဖို့အတွက်သူတို့ပြင်ဆင်ထားတဲ့ဝက်တေကောင်းကိုပစ်ချပစ်လိုက်တယ်ထူဆန်တာကအနက်ရသွားတဲ့မွေလေးတွေကအပေါက်ထဲကိုပြောင်းဝင်သွားကြတယ်စံပြောင်းကတော့ဒီအထဲမှာအကောင်ကြီးရှိမယ်လို့တက်အပ်ပြောလိုက်တယ်အဲ့ဒီအချိန်ကျမှအောက်ရောက်နေတဲ့ဝတ်တုပ်ကတဘောပေါက်သွားတယ်စံပြောင်းကသူတို့ကိုမွေစာကျွေးဖို့အများတိုင်လွတ်လိုက်တာပါပဲရည်ရွယ်ချက်ကတော့တွင်းထဲကတရဝါကြီးကိုဖမ်းပြီးပစံရှာဖို့ပါသူတို့မကောင်းတာလုပ်နေမှန်းသိတော့ဝတ်တုပ်ကတားဖို့လုပ်တယ်ဒါပေမဲ့ချက်ချင်းဆိုသလိုပဲစပောင်းမွေကြီးရဲ့တိုက်ခိုက်တာကိုခံလိုက်ရပြီးဝတ်တုပ်ခင်ဗျာပွေးချင်းပြီးတေဆုံးသွားကြတယ်ဝတ်တုပ်ရဲ့အဖော်ကမြေတူးစနဲ့မွေကိုတားဖို့စူးစမ်းပေမဲ့စံပြောင်းရဲ့တပည့်တွေကတားဆီးလိုက်တယ်ဘာလို့လဲဆိုတော့မွေအီကွင်းပစ္စည်းသွားရင်ဈေးမရတော့မှာမို့လို့ပါမထင်မဲ့ပဲမွေကြီးကမောင်းနှင်ကန်းနဲ့ဒီဝင်းပြီးတိုက်ခိုက်ပါတော့တယ်အန်ဒီရဲ့ကြားထဲကနေစံပြောင်းကသူ့ရဲ့မွေဖန်းအတွေ့အကြုံနဲ့မွေရဲ့ကြိုးဆောင်ကိုဖမ်းချုပ်လိုက်နိုင်တယ်တပည့်တီတုကလည်းမွေအမီးကိုဝိုင်းထိန်းပေးလိုက်တယ်နှစ်ခွဲလောက်ကြိုးစားပြီးမှဒီအကောင်ကြီးကိုဖမ်းမိသွားတာပါသူတို့ထွက်သွားပြီးမကြခင်ပါပဲနောက်ထပ်မွေကြီးတစ်ကောင်ထက်ထွက်လာခဲ့ပါတယ်တကယ်တော့စံပြောင်းဟာမွေဖန်းတဲ့အတက်ကိုဖုံးကွယ်ဖို့အတွက်ဝက်ဦးချောင်းစက်ယုံထောင်ထားတာပါအပေါ်ရန်လာဝက်ဦးချောင်းလုတ်တယ်ဆိုပေမဲ့နောက်ကွယ်မှာတော့လူတွေကိုအများတိုင်လုတ်ပြီးမွေဖန်းနေတာပါလူသွင်းရတော့မွေကိုများခေါ်တတ်ပါတယ်ဒီနေ့မှာတော့စက်ယုံအလုပ်သမားရှောင်းဟွာကသမီးလေးကိုခေါ်ပြီးစက်ယုံကိုလာခဲ့တယ်မထင်မဲ့ပဲသမီးလေးကမွေတွေကိုတက်ဖြတ်နေတဲ့မြင်ကွင်းကိုမြင်သွားတယ်ရှောင်းဟွာကစံပြောင်းကိုသွားပြောပေမဲ့စံပြောင်းကသူ့သမီးလေးရဲ့အသက်နဲ့ချင်းပြက်ပြီးဝင်းမပါကိုဖြိုးလွတ်လိုက်တယ်ရှောင်းဟွာလည်းမတက်တာပဲထွက်သွားရရှာတယ်ဒါပေမဲ့လူကမသိပေမဲ့နတ်သိပါတယ်ဝက်လေတာအယမ်းမြန်ပါတယ်အဲ့ဒီညမှာပဲစက်ယုံမှာမီးအကြီးကျယ်လောင်ပြီးစံပြောင်းရဲ့စီးစိမ်တွေအကုန်ပြာကျသွားပါတော့တယ်ရှောင်းဟွာတို့တားမိကတော့အဲ့ဒီနေရာကနေထွက်ခွာပြီးပျော်ရွှင်တဲ့ဘဝလေးကိုရရှိသွားပါတော့တယ်